menu ထဲမှာမကောင်းတာတစ်ခုထည့်ထားရင်ဈေးပို့ပြီးတော့ရောင်းရတယ်တခါတော့က economic magazine ကသူတို့ရဲ့လစဉ်ကြီးတွေရောင်းတဲ့အခါမှာသူတို့ option 3မျိုးနဲ့ရောင်းဘူးတယ်ပထမ option ကသူတို့ရဲ့ magazine ကို online ကနေပြီးတော့တီးသန့်ဖတ်မယ်ဆိုရင်တစ်လကို$59အဲ့လိုမဟုတ်ဘဲနဲ့သူတို့ရဲ့ magazine ကို print ထုတ်ထားတဲ့ magazine ကိုဖတ်မယ်ဆိုရင်တစ်လကို$125နောက်ဆုံး option ကဘာလဲဆိုတော့ print ထုတ်ထားတဲ့ magazine လည်းရမယ် digital version လည်းရမယ်အဲ့ဒီနှစ်ခုပေါင်းကို$125ကျွန်တော်တို့တွေးသလိုပဲအဲ့ဒီ print တီးသန့် version ကိုဘယ်သူမှမဝယ်ဘူးဒါပေမဲ့သူတို့ရဲ့ magazine ရောင်းရသည်အရန်ကိုထိုးတက်သွားတယ်ဒီတော့အဲ့ magazine ကနောက်ထပ်စမ်းသပ်မှုတစ်ခုထပ်ပြီးတော့လုပ်ကြည့်တယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒုတိယ option ကိုဖြုတ်လိုက်တာအဲ့တော့ option ကဘယ်လိုဖြစ်သွားလဲဆိုတော့ online တီးသန့်ဖတ်မယ်ဆိုရင်$59 print magazine နဲ့ online နဲ့ပေါင်းမယ်ဆိုရင်$125အဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုတော့ sales ကတိတိတတ်တာထိုးပြီးတော့ကျသွားတယ်ဘာလို့လဲဆိုတော့လူတွေက online ကပို့ပြီးတော့တန်တယ်လို့ခံစားရတဲ့အတွက် online တီးသန့်ပဲဝယ်ကြတော့တာဒီ print တီးသန့်ဆိုတဲ့ option မပါရင် online ကပို့ပြီးတော့တန်တယ်လို့ခံစားရတယ် print တီးသန့်ဆိုတဲ့ option ပါလာတော့တတိယ option ကပို့ပြီးတော့ဈေးသက်သာတယ်လို့ခံစားရတယ်တခါတလေမှာ marketer တွေကမကောင်းတဲ့ option ထည့်ပေးတယ်ဆိုတာမှားပြီးတော့ထည့်ထားတာမဟုတ်ဘူးဝယ်သူတွေကသူတို့ရွေးလိုက်တာမှန်တယ်တန်တယ်လို့ခံစားရအောင်အဲ့ဒီမကောင်းတဲ့ option တွေကိုမတိမတာထည့်ပေးထားတာ Yeah boy ကျွန်တော်တို့ marketing မှာအဲ့ဒါကိုပဲ decoy effect လို့ခေါ်ပါတယ်လေ့လာကြည့်မယ်ဆိုရင် brand တော်တော်များများသုံးနေတာကိုတွေ့ရပါလိမ့်မယ်ဒီနေ့တော့10 minutes စာ marketing ဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်